2025 ခုနှစ် ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်သူလမ်းချီတိုင်းပြည်သားယာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်တာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်လူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်စတင်စို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲရုံသွားပြီးမဲပေးစို့ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးစို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွပေါ်ဆောင်ကြပါစို့နိုင်ငံ